လုံးမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့ကိုရီးယားမှာရောက်နေတဲ့ရွှေတွေအတွက်ကိုနဲ့အနီးဆက်ဆုံးရက်ွက်ရုံဟန်ကျုံပိုးကြည်စံထောကိုဘယ်လိုရှာမလဲဆိုတာကိုပြောပြပေးတော့မှာပါအရင်ဆုံးနေဗာမတ်ကိုတွားပါမယ်နေဗာမတ်မှာအခုဆိုလို့ရှိရင်ချယ်ရီကဘူချွန်းဒေဟက်ကျိုမှာရှိနေရပါတော့အဲဆိုဘူချွန်းဒေဟက်ကျိုနဲ့အနီးဆက်ဆုံးရက်ွက်ရုံကိုကိုရီးယားလိုဟန်ကျုံပိုးကြည်စံထောလို့ခေါ်ပါတယ်ဆိုတော့ဟန်ကျုံပိုးကြည်စံထောရိုက်ရှာလိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်ချိန်နဲ့အနည်းဆက်ဆုံးဟန်ကျုံပိုးကြည်စံထောတွေကြားလိုက်မှာပေါ့နော်ရက်ွက်ရုံတွေကအများကြီးပဲကိုနဲ့အနည်းဆက်ဆုံးရက်ွက်ရုံတော့ပါဥပမာကိုကဘူချွန်ဝမီတို့ရှင်းကိုတုံးဆိုလို့ရှိရင်ကိုရဲ့ရောက်ကဝမီခုထဲမှာရှိရဆိုလို့ရှိရင်အဲ့ဒီရက်ွက်ရုံတွားလို့ရတယ်ပေါ့နော်အကယ်လို့ကိုကဒီဘူချွန်မဟုတ်ဥပမာဘူဖြောင်းရိုက်ပြပေးမယ်နော်ဘူဖြောင်းရော့ဘူဖြောင်းရော့ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ location ကဘူဖြောင်းရော့ရောက်သွားပြီဘူဖြောင်းရော့အနီးနာကဟဲကျုံပိုးကြည်စံထောရှာမယ်ဆိုလို့ရှိရင်တူပဲဟန်ကျုံပိုးကြည်စံထောရိုက်ရှာကြည့်လိုက်ပါအဲ့ဆိုလို့ရှိရင်ဘူဖြောင်းအနီးနာမှာရှိရဲ့ဟန်ကျုံပိုးကြည်စံထောတွေပါလာတယ်ပေါ့နော်ဟန်ကျုံပိုးကြည်စံထောကကို ID ကန်းနောက်ကျောမှာရှိရဲ့လိပ်စာပေါ့နော်ကိုရဲ့နေရဲ့လိပ်စာနဲ့အနီးဆက်ဆုံးရက်ွက်ရုံတွားတာပါဥပမာကိုကအင်ချုံမှနေပြီးတော့ဆိုးမှရှိရဲ့ရက်ွက်ရုံတွားလို့မရဘူးပေါ့နော်ဘာလို့ဆိုတော့ကို ID ကနောက်မှာရှိရဲ့ကိုရဲ့နေထိုင်တဲ့လိပ်စာနဲ့ဒီဆိုးနဲ့ဘာမှမဆိုင်တော့ကြမလို့လေအန်ကျုံပိုးကြည်စံထောဒီမှာကဒီလိပ်စာကိုရဲ့နေထိုင်တဲ့လိပ်စာပြောင်းလို့ရှိရင်လည်းတိုင်လို့ရတယ်နောက်ပြီးတော့ ID ကတတန်း online ပေါ်တတန်းတိုးပြီးတော့ ID ကနောက်မှာချဲလီယူခီကန်ရုံချမ်းလို့ရှိလို့ရှိရင်လည်းတွားလို့ရတယ်ပေါ့နော်နောက်ပြီးတော့ကားလိုင်စင်နဲ့ပတ်သက်တဲ့ဟာတွေလည်းတွားလို့ရပါတယ်ဒါပေမဲ့အဓိကအရေးကြီးဆုံးကတွားလို့ရှိရင် passport တွေ ID ကတ်တွေပို့လို့ယူသွားရင်